မင်္ဂလာပါဗျကျွန်တော်ညနေအတွက်ကိုကျွန်တော်ဂျာသာရီနေ့ညနေပေါ့နော်၄နာရီခွဲအတွက်ကိုကျွန်တော်ထပ်ရတဲ့ကဏ္ဍလေးတစ်ချက်ပြပြီးမယ်နော်ဆိုတော့ကကျွန်တော်တို့ဒီ6နဲ့2နဲ့ပေါ့နော်နှလုံးပေါင်းချင်းကျွန်တော်8ကြတဲ့အတွက်ကျွန်တော်တို့8 3 1ဆိုတာကျွန်တော်နောက်ပိတ်အနေနဲ့ပြန်ရိုက်တယ်ပေါ့နော်အဲ့တော့ဒီ6နဲ့1နဲ့ပေါင်းချင်းခွန်ဖြစ်တဲ့အတွက်ကျွန်တော်တို့ခွန်3ည2ဆိုတာကျွန်တော်နှစ်နောက်ပိတ်နဲ့9နှစ်ဆိုကြားတာပေါ့နော်အဲ့တော့1နဲ့9နဲ့ပေါင်းချင်း6ဖြစ်တဲ့အတွက်ကျွန်တော်တို့6 1 9ဆိုတာကျွန်တော်တို့နောက်ပိတ်9နောက်ပိတ်ဆိုကြားပါတော့ပေါ့နော်အဲ့ဒီညနေတော့ကကျွန်တော်တို့9နဲ့3ညနဲ့ပေါင်းချင်း9ဖြစ်တဲ့အတွက်ကျွန်တော်တို့9 3ည3ဆိုတာကျွန်တော်တို့ဒါနောက်ပိတ်ပေါ့နော်โอเคဆိုတော့ကကျွန်တော်ထိပ်စီးလေးကကျွန်တော်တို့ဒီမှာ3ဆိုတာကြားတဲ့အတွက်သူ့နှစ်ခတ်9ဆိုပြီးနှလုံးပေါင်းချင်း9ဆိုပြီးရိုက်တယ်ပေါ့နော်8ခွန်ထိပ်စီးနဲ့ကျွန်တော်ခွန်8ပေါ့နော်အဲ့တော့8ကြတဲ့အတွက်ကျွန်တော်တို့နှလုံးပေါင်းချင်းသူ့နှစ်ခတ်1ဆိုပြီးတော့2နဲ့9နဲ့ပေါ့နော်9ထိပ်စီး8နှစ်ခတ်1ဆိုပြီးပြန်ကြားတယ်အဲ့တော့ဒီမှာ2ကြတဲ့အတွက်ကျွန်တော်တို့သူ့ရဲ့နှစ်ခတ်2နှစ်ခတ်4ဆိုပြီးမနေ့ကအင်္ဂါနေ့ကကျွန်တော်ခွန်ထိပ်စီးနဲ့ခွန်9ဆိုပြီးရိုက်သွားတယ်ပေါ့နော်အဲ့တော့ဒီညနေကိုကျွန်တော်တို့9ကြတဲ့အတွက်သူ့နှစ်ခတ်ကျွန်တော်တို့6လို့ကြာမယ်ဆိုရင်ကျွန်တော်တို့ခွန်ထိပ်စီးပေါ့နော်ခွန်ထိပ်စီးပေါ့ခွန်ထိပ်စီးနဲ့ကျွန်တော်တို့ထိုးရမယ့်ကဏ္ဍ3ခွက်ပဲရှိမှာပေါ့နော်ကျွန်တော်တို့ဘာရှိမလဲကျွန်တော်တို့ခွန်9ရယ်90ရယ်ခွန်3ရယ်ပေါ့နော်3ခွက်ရှိမှာပေါ့နော်ဆိုတော့အဲ့တော့ဒါကတော့တစ်ဆိုင်ပေါ့နော်ကျွန်တော်မနေ့ကတင်ပေးခဲ့တဲ့ဗီဒီယိုမှာဆိုရင်ကျွန်တော်တို့3ညနောက်ပိတ်နဲ့ထိုးရမယ့်ကဏ္ဍ3ခွက်လည်းရှိရပေါ့နော်ဒီတစ်ဆိုင်ဆိုရင်ကျွန်တော်တို့ကဒီမှာ4ကြလို့ဆိုပြီးတော့9ဆိုပြီးရိုက်တယ်3ညကြလို့5ဆိုပြီးသူ့ပါဝါရိုက်တယ်8ကြလို့ကျွန်တော်8ကတဲရိုက်တယ်ပေါ့နော်ကျွန်တော်တို့2ကြလို့ကျွန်တော်2လို့ရရင်မနေ့ကပြတဲ့အတိုင်းပဲကျွန်တော်တို့ခွန်ထိပ်စီးပေါ့နော်မဟုတ်ဘဲနဲ့ကျွန်တော်တို့2နှစ်ခတ်4ဆိုရင်ကျွန်တော်တို့2ပါဝါခွန်ဆိုရင်ကျွန်တော်2ထိပ်စီးပေါ့နော်အဲ့တော့ကျွန်တော်တို့3ညနောက်ပိတ်ကနှလုံးပေါင်းချင်း1နှလုံးပေါင်းချင်း3ညနှလုံးပေါင်းချင်း9နှလုံးပေါင်းချင်း8ပေါ့နော်နှလုံးပေါင်းချင်းခွန်ဆိုရင်ကျွန်တော်တို့3ညနောက်ပိတ်ပေါ့နော်3ညတစ်လုံးကကောင်းပါတယ်3ညနောက်ပိတ်ကောင်းပါတယ်ညနေရနော်ဆိုတော့ကျွန်တော်တို့ဒီမှာသွားကြိုက်တာပါကြိုက်လဲဆိုတော့ကျွန်တော်တို့90တကွက်ပေါ့နော်ဒီမူကလည်းကျွန်တော်တို့90တကွက်ပါတယ်ဒီမူမှာလည်းကျွန်တော်တို့90တကွက်ပါတယ်ဆိုတော့ကျွန်တော်ဒီညနေကိုကျွန်တော်တို့တကွက်ကောင်းကကျွန်တော်တို့90ပေါ့နော်ဒီ90ရဲပြီးရင်ကျွန်တော်တို့ခွန်5ခွန်3 90 20ရတော့ကျွန်တော်အရန်ပေါ့နော်ဒါကတော့ main ပေါ့ဟုတ်ကဲ့ဒါတော့ကျွန်တော်ဒီညနေအတွက်ပေါ့နော်ကျွန်တော်ရတဲ့ကဏ္ဍလေးလာပြီးတော့ညဝေပေးခြင်းဖြစ်ပါတယ်အားလုံးပဲကံကောင်းကြပါစေဗျာ